အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်လာရောက်ပြီးတော့မျှဝေပြောပြပေးမှာကတော့ပကံကီးဘုံမှာလွယ်ကူစွာအစာတွေစိတ်နီးလာရောက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အဲ့ဒီပကံကီးဘုံကိုမိမိတို့ပေါ့နော် Play Store ကနေဆွဲလိုက်ပါ Play Store ကထဲ Play Store ထဲဝင်ပြီးဆိုရင်ကျွန်တော်တို့ပေါ့နော်အောက်မှာကျွန်တော်တို့ပေါ့နော်စာရေးရှာတဲ့နေရာလေးကိုနှိပ်လိုက်ပါအဲဆိုကျွန်တော်တို့ပေါ့နော်ဒီပေါ်လေးမှာကျွန်တော်တို့ပကံကီးဘုံလို့ရိုက်လိုက်ပါပေါ့နော်ပကံကီးဘုတ်ကိုဒီမှာပေါ်လာပြီပေါ့နော်ပကံကီးဘုတ်လေးပေါ်လာပြီပကံကီးဘုတ်လေးနှိပ်မိတာနှိပ်ပြီးပြီဆိုရင်အောက်မှာဒီပုံစံလေးပေါ့နော်ဒီဟာမဟုတ်ဘူးเนาะအောက်ကပုံစံလေးပကံကီးဘုတ်နှိပ်လိုက်ပါဒီဆိုရင်မိတ်ဆွေတို့ကပေါ့နော် install တင်လိုက်ပါကျွန်တော်ကတော့ဒါ download ဆွဲထားပြီဆိုတော့ open ပေါ်နေတယ်ပေါ့နော်ဒါဆိုပြန်ထွက်လိုက်ပါပကံကီးဘုတ်လေးရင်ဆုံးနှိပ်လိုက်ပါပေါ့နော်ပကံကီးဘုတ်လေးထဲဝင်လိုက်ပါဝင်ပြီးပြီဆိုရင်မိတ်ဆွေတို့ပေါ့နော်အောက်ကပေါ့နော်ဒီပြရောင်စာတန်းလေးကိုနှိပ်လိုက်ပါပေါ့နော်ပြန်အောင်စာတန်းလေးနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ပေါ့နော်ပေါ်မှာပကံကီးဘုတ်ဆိုတဲ့ဟာကိုပြောင်းလိုက်ပါဆေးပြပေးမယ်ပေါ့နော်အရင်ဆုံး Messenger ထဲကိုကျွန်တော်တို့ပေါ့နော်ဝင်ပြပေးမယ် Messenger ထဲဝင်ပြီးတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရဲ့ account တစ်ချက်ရိုက်ရှာပေးမယ်ဒါဆိုကျွန်တော်တို့ပေါ့နော်ဒီမှာမင်္ဂလာပါလို့ကျွန်တော်ဆေးပြပေးမယ်ပေါ့နော်ကိုကမင်္ဂလာပါလို့ဆေးမယ်ဆိုရင်ကျွန်တော်တို့ဒီနေရာလေးအင်္ဂလိပ်ဆိုတဲ့နေရာလေးကြာကြာလေးဖိထားပါဖိထားပြီးဟိုပုံပေါင်းလေးကိုတစ်ချက်နှိပ်လိုက်ပါပေါ့နော်ပေါင်းလေးတစ်ချက်နှိပ်ပါပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ပေါ့နော်ကိုစီးကျင်တဲ့စာကိုရေးလိုက်ပါပေါ့နော်မင်္ဂလာပါပေါ့ကိုစီးကျင်တဲ့စာဒါဆိုကျွန်တော်တို့ပေါ့နော်ဒီနေရာမှာစိတ်ယူနိုင်လိုက်ပါ Messenger ထဲမှာကိုခုနကပေါ့နော်စိတ်ထားတဲ့စာကိုပြန်ပြီးတော့ပို့မယ်ဆိုရင်မင်္ဂလာပါလို့ရေးစရာမလိုဘဲနဲ့ဒီအင်္ဂလိပ်ဆိုတဲ့ဟာလေးကိုစိတ်ထားတဲ့နေရာလေးကြာကြာလေးဖိထားလိုက်ပါပေါ့နော်ဒါဆိုကျွန်တော်တို့စိတ်ထားတဲ့ဟာဟိုအောက်ဆုံးမှာမင်္ဂလာပါလို့ပို့နေတယ်တွေ့လားဒါဆိုလူရင်းနဲ့ကျွန်တော်ပို့လိုက်အဲ့လိုမျိုးလူရင်းလူချင်းပို့လို့ရတယ်ပေါ့နော်တခြားသောစာတွေလည်းစိတ်လို့ရပါတယ်ကိုကတခြားသောစာတွေစိတ်မယ်ဆိုရင်လည်းစာကြောင်းအရှိလည်းစိတ်လို့ရပါတယ်ခင်ဗျာတခြားသောစာတွေစိတ်မယ်ဆိုရင်လည်းကျွန်တော်တို့ပေါ့နော်စိတ်လို့ရပါတယ်ဒီနေရာလေးကြာကြာလေးပြန်ပြီးတော့ဖိထားပါဖိထားပြီးပြီးဟိုမှာပေါင်းလေးတစ်ချက်နှိပ်ပါပေါင်းလေးတစ်ချက်နှိပ်ပြီးပြီးဒီနေရာမှာကျွန်တော်တို့ပေါ့နော်ကိုစိတ်ကျင်တဲ့စာလဲရေးလိုက်ပါပြီးပြီးဆိုရင်ကျွန်တော်စိတ်ဆိုတဲ့ဟာလေးနှိပ်လိုက်ပါကျွန်တော်တို့ပေါ့နော်ကိုကီးဘုတ်ပြန်လာပြီးတော့ Messenger ပြန်လာပြီးတော့ဒီနေရာလေးကြာကြာလေးဖိထားပါပြီးပြီးဟိုအောက်မှာကျွန်တော်တို့ပေါ့နော် hello လို့ကျွန်တော်ရေးထားတဲ့စာရှိတယ်အဲ့ဒါလေးကျွန်တော်ပို့လိုက်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာဆင်ပြေကြပါ